ကျွန်တော်တို့ intro လေးပေါ့နော်ကျွန်တော်တို့နောက်ကျသွားပြီဆိုတော့ကိုကြည့်လဲတချင်းကို tutorial လေးလုပ်ပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဘာ key လေးဆိုတော့ကျွန်တော်တို့ G key ဖြစ်ပါတယ်ပေါ့နော်ဒီဘက်မှာကျွန်တော်တို့ G ပေါ့နော်ဒိုင်နူတီးလိုက်ပြီးတော့ကျွန်တော်တို့လေးချိုးကိုပြန်ပြီးတော့ picking လုပ်လိုက်ပေါ့နော်လက်ညှိုးအဲ့လိုမျိုးလေးဖြစ်မှာနော်ကိုကွက်မြောက်အားကျိုးနဲ့ဒီဘက်ကကျွန်တော်တို့လက်တချွဲကျွန်တော်10ကွက်မြောက်ပေါ့နော်ပြိုင်တူကျွန်တော်တို့တီးရလက်မနဲ့လက်တချွဲနေပေါ့နော်အဲ့ဒီရနော်မဒါပြန်တစ်ဖြတ်နော်အဲ့ဒီရနော်ပြီးရင်ဒါကျွန်တော်ပြောတယ်အဲ့ဒီရနော်ပြန်တီးကြည့်မယ်နော်နောက်တစ်ခုကကျွန်တော်တို့ဘယ်လိုလဲဆိုတော့ slide လုပ်လိုက်ဒီကျွန်တော်တို့10ကွက်မြောက်ကနေ9ကွက်မြောက်ပေါ့နော်အဲ့လိုမျိုးတော့မှာပြီးရင်ကျွန်တော်တို့လက်ကလေးအဲကျွန်တော်တို့ဘာကိုတီးလိုက်မလဲဆိုတော့3ချိုးပေါ့နော်ဒါတစ်ဖြတ်နော်အဲ့လိုမျိုးဖြစ်မှာဆက်တဲ့တီးဖြစ်မယ်ပြီးရင်ကျွန်တော်နောက်တစ်ခါကဒီ6ကျိုးနဲ့ဒီ10ကွက်မြောက်နေအဲ့လိုမျိုးတီးလိုက်ပြီးရင်ကျွန်တော်တို့ဒါလေးပါမှာအဲ့လိုမျိုးဖြစ်မယ်ဒီဘက်မှာC ဘက်ကိုရောက်သွားဖာဘက်ကိုရောက်သွားအောင်နော်ဆို fingering ပုံစံမျိုးဆိုတော့နော်ကျွန်တော်ရိုက်လိုက်တဲ့ဟာတွေ sorry C ဘက်ကိုပြန်ရောက်သွားမယ်ပေါ့နော်လို့တော့မှာနားတယ်လည်းနားထောင်မှာတိကျိုးလို့နိကျိုးလက်တန်းအညိုရနော်ဖြတ်နော်နောက်တစ်ခုကတော့ကျွန်တော် A minor ပါ A minor တော့ငါ6ကျိုးလွတ်နဲ့ sorry 5ကျိုးလွတ်နဲ့ကျွန်တော်တို့ဒီဘက်ချမ်းက2ကျိုးပါနော်တွဲတီးလိုက်ဥရောကျိုးလွတ်F key ပေါ့ F key ပေါ့နော်ကျိုးလို့ဒီဘက်မှာ3ကျိုးနဲ့ F နဲ့ပေါ့နော်လက်ကလေးကတော့ကျွန်တော်တို့ဘယ်မှာကင်ထားလဲဆိုတော့4ကျိုးမှာကင်ထားပါ
ဒါပေမဲ့ကျွန်တော်တို့အဓိကဒီရမှာတော့ဂျိုးလွတ်နဲ့4ကကျွန်တော်တို့ F နဲ့ပေါ့နော်ဒါအချင်းချင်းနားထောင်ပေါ့လို့နော်နောက်တစ်ခုကပူရောပြန်လောက်လိုက်တယ်အဲ့ဒါကိုကျွန်တော်တို့ကဒီလုံးကျိုးလွတ်နေပေါ့နော်၄ကျိုးနော်ဒီပေါ့နော် F sharp 6ကျိုးနဲ့နော်3ကျိုးနဲ့ပြန်ပြီးပြပါနော်အဲ့လိုမျိုးတစ်ဆက်တည်းဖြစ်ရမှာပေါ့နော်ကျွန်တော်တို့ G ပေါ့နော် G7 ဒီဘက်ကကျိုးလို့2ကျိုးနဲ့6ကျိုးနဲ့တွေ့တီးပဲအဲ့လိုတွားမှာဆက်သေးဆိုရင်အဲ့လိုမျိုးပေါ့နော်ဖြည်းဖြည်းချင်းတီးမယ်ဆိုရင်ပြီးရင်လက်တကြွယ်နဲ့တီးလိုက်တယ်တစ်ကျိုးအလွတ်ပေါ့နော်ဒီဘက်ကတစ်ကျိုးနဲ့ဒီဘက်က5ကျိုးနဲ့ပေါ့နော်တွဲတီးမယ်ပြန်တီးကြည့်အောင်နော်နားနဲ့လည်းနားထောင်ဖို့လိုတယ်နော်ပြီးရင်ဒီဘက်မှာ5ကျိုးနဲ့တစ်ကျိုးနဲ့ပေါ့နော်5 fresh မှာပဲပြီးရင်ဒီပြန်တီးလို့ပြန်လာပါနော်ပြန်တီးပြမယ်နော်အဲ့လိုလေးဖြစ်ပါနော်နော်အဲ့လိုကျိုးလွတ်လဲလာပြန်လာတယ်နော်နားလည်းနားထောင်ပါနော်ကျွန်တော် tap နှုတ်ပုံစံမျိုးလေးကျွန်တော်ပြသွားတာပေါ့နော်နောက်စနေမဟုတ်ဘူးအဲ့လိုဖြစ်မှာနော်နောက်ဆုံးပိုင်းလေးရောက်လာပြီနော် C ပဲပေါ့နော်5ကျိုးနဲ့2ကျိုးနဲ့ပေါ့နော်7 CU တစ်ခေါက်တီးတယ်နောက်ဆုံးပိုင်း5ကျိုးနဲ့1ကျိုးနဲ့ပေါ့နော်တွဲတီးတယ်ပြီးရင်ဒီဘက်4ကျိုးနဲ့1ကျိုးနဲ့နော်နောက်ဆုံးပိုင်း